ခက်မမကြီးပြောင်းပေးရတယ်အဆင်ပြေလားညီမ ပြေဘူး ဘာလို့လဲ rebounding လောက်တာဘယ်လောက်ကြာ 9လောက်တော့ ငါလောက်ပြီးကြောရင်မှာဘယ်နှလားနေတော့ပြန်ကောင်း 2လလောက်နေတော့ လားလောက်နေတော့ပြန်ကောင်းစပင်ကတော့တော်တော်ကောင်းတယ်နော်တော်တော်ပုံမှန်စပင်ဆိုလို့ရင်ဒီလောက်တော့မခံနိုင်တော့ညင်ပူးရတယ်ဟွာတယ်ဗျာနာမည်ရမတူဘူးငါကောဒီညီမလေးကိုမြင်ဘူးလားဘယ်သူရောနာမည်ရှောက်ဖို့ရတယ်လှုပ်ချင်တာလှုပ်လို့ရတယ်စပင်ကတော့အရင်ခံနိုင်နေရပြကြည့်လိုက်လေပြချင်တယ် လိုလောက်ပဲလုပ်လိုက်တော့မယ်ဖြောက် ရပြီရတယ်ကန်ထားလိုက်โอเคပြီနော်ခက်မမကြီးပြောင်းပေးရတယ်အဆင်ပြေလားညီမ ပြေဘူး ဘာလို့လဲ ရိုးလေးပဲကြိုက်တယ် ဟောယူလေးကမြင်ရတာယူတော့ပြီလေနော်မချိုက်ဘူးတော့ပါလေကြည့်အောင်တရားကြည့်အောင်ဒီမှာကြည့်လား ပြန်ပြောင်းပြီ ပြောင်းပါလား ပြန်ပြောင်း ဟောနှမျိုးစရာရောတရနေ့လောက်နေကြည့်ပါလား နေရတော့ အခုအချက်ချင်းပြောင်းလဲကြတာမို့လေညီမလေးအပြောင်းလဲလက်ခံရမှာပေါ့တော်ပြီလား တော်ရင် အဲ့ဒါဘယ်လိုပြန်လုပ်ပေးရမှာလဲပြော ရိုးလေးဖြောင်းလိုက်မပြန်ဖြောင်းလိုက် ပြန်ဖြောင်းအဖြောင်းနေရိုးသွားပြီလေညီမလေးအရင်တော့လည်းဖြောင်းမှုပါပဲမဟုတ်ဘူးလားတိုင်းနေလောက်တယ်နော်တကယ်ပြောတာပြန်ကြည့်လိုက်အောင်အမစမိတ်တရားလည်းကော့ကော့လေးရဲ့ जो खुदा खुद भी दे जन्नत पे सच कहूँ छोड़ दूँ Behind the scenes. Go. Okay, ready, 1, 2.